Season 19ရာ Grade 4ကျောင်းသူလေးများမှာရွှေဘိုတနခါတချင်းပြင်ကားပြဖျော်ဖြေသွားမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။ Now it's the grade 4 students' turn to perform with the song Shribu Tanaka, Myanmar Cosmetic. Let's enjoy it together. မင်္ဂလာပါရှင်လေးသားတော်များရှင်သမီးကတော့ grade 3မှာပညာသင်ကြားနေတဲ့ Math K8 တွေပဲဖြစ်ပါတယ်ရှင်ယခုကပြဖြောပြမယ့်အစီအစဉ်ကတော့ဗမာလူမျိုးတို့ဤဗမာရိုးရာအကပဲဖြစ်ပါတယ်ရှင် grade 4ကျောင်းသူလေးများဤဖြောပြတင်ဆက်မှုများကိုရှုစားအားပေးကြပါစို့လားရှင်ကျေးဇူးတင်ပါတယ်ရှင် Good morning, ladies and gentlemen. I'm Shibolu from grade 3. Now, we would like to perform the traditional dance of Burmese. Let's enjoy the performance of grade 4 students. Thank you. Call